ဖားနှစ်ကိုတက်ရောက်နေရဖြစ်ဆိုတော့ဒီနေ့မှာပေါ့နော်ပုံပွင့်တောင်းဆိုင်အနေနဲ့ကဒီ Australia နိုင်ငံတက်ဆောက်တဲ့လုပ်ငန်းစဉ်တွေကိုလည်း share လုပ်ပေးသွားမယ်ပြီးတော့လို့ရှိရင်တခြား experience တွေပြောတော့မှာဖြစ်တဲ့ကြောင့်မလို့ဒီနေ့ webinar လေးကိုအခုစတင်လိုက်ရဖြစ်ပါတယ်ဆိုတော့အားလုံးပဲစလို့ရပါတယ်ခင်ဗျာဒီအဆုစက်ခွင့်ရှင်းလိုက်မယ်နော်ဟုတ်ကဲ့ပါခင်ဗျာမြင်ရလားမသိဘူးရှင်းထားဟုတ်မြင်ရပါတယ်ခင်ဗျာ Okay ဆိုတော့အဲ့တော့ကကိုကျော်မင်းလည်းပြောသွားတဲ့အတိုင်းပဲအခုဒီ University of Melbourne မှာBachelor of Biomedicine တက်နေပါတယ် and educational background ကတော့ဒီ high school မှာတော့ International Baccalaureate IB ပေါ့နော်အဲ့ဒါလုပ်ခဲ့တယ် and ပြီးတော့ဒီ Aussie ပြင်ကျန်တဲ့ UK ရဲ့ Canada ရဲ့ US ရဲ့အဲ့ဒီအကြောင်းတွေလည်းချက်ခဲ့ပေါ့နော်ဆိုတော့ UK မှာဆိုရင်တော့ UCL Canada မှာဆိုရင် University of Toronto and McMaster Waterloo အဲ့ဒါလေးလည်း acceptance ရခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဒီ Australia ပဲအဖြစ်ခဲ့ပေါ့နော်Okay ဆိုတော့ဒီနေ့ကစစ်ကြောင်းနဲ့ပတ်သက်တဲ့ဟာပြောမှဖြစ်တယ်ပဲဒီ medical ဟာပဲ focus ကြီးပြောတော့မှာပေါ့နော်ဆိုတော့စစ်ကြောင်းဝင်မယ်ဆိုရင်ဒီ online မှာ like မမျိုးရှိရယ် actually တော့မျိုးလောက်ပြောလို့ရတယ်တခုကတော့ dry entry which means MBBS ပေါ့နော်ဆိုတော့high school ပြီးရယ်ပြီးရင်ထားရယ်MBBS တက်တယ်မြန်မာနိုင်ငံမှာလိုမျိုးပဲအဲ့ဒါကတော့5 or 6 years depends on the school ပြီးတော့ဒီရဲ့ entry point ဆိုရင်တော့ဒီ high school ဒီရဲ့A levels or IB or တခြားဒီသူတို့ accept လုပ်တဲ့ဟာလေးလည်းရှိရပေါ့နော် foundation program ဒီ foundation program ဆိုတာကဒီသူတို့ရဲ့ university ရဲ့ foundation program ပေါ့နော်။Monash ကဆိုရင် Monash က foundation program လို့မျိုးပေါ့နော်။အဲ့ဒါရဲ့ပြီးတော့ဒီရဲ့သူတို့ UCAT ဆိုပြီးတော့ဖြေရတယ်။အဲ့ဒါကတော့ similar to UK ပေါ့နော်။ UK နဲ့နည်းနည်းဆင်တယ်။ and then interview အဲ့ဒါကြီးကိုပေါင်းပြီးတော့မှသူကscore ဖြစ်တယ်ပေါ့နော်အဲ့ဒီ direct entry ရှိရဲ့အကြောင်းကြီးကတော့ဒီ Monash ရှိရဲ့ UNS လို့ရှိရဲ့ပေါ့နော်yes နောက်တစ်ခုကကြတော့ graduate entry သူကတော့ Canada နဲ့ US နဲ့ဆင်နေပေါ့နော်ဒီရဲ့အရင်ဆုံး undergrad degree တစ်ခုတက်တယ် bachelor degree တစ်ခုတက်တယ်ပြီးတော့မှစိတ်ကြောင်းပြန်တက်ရတာပေါ့နော်အဲ့တော့သူကနည်းနည်းလေးပိုကြရဲ condition နဲ့တော့ရှိရဒီမှာတော့အဲ့ဒါကတော့ဒီနောက်ပိုင်းပို့ပြီးတော့ popular ဖြစ်နေရဲ့ဆိုတော့သူကအဓိကလိုတာက bachelor degree ပြီးရမယ်ပေါ့နော်ဆိုတော့ပုံမှန်အဖြစ်တော့ bachelor က3နှစ်ပဲတက်ရတယ်အော်ဒီမှာတော့လေဆိုတော့အဲ့ဒါရေပြီးတော့ graduate entry graduate school ပေါ့နော် graduate school မှာ medical school ပြန်သွားအဲ့ဒါလေးနဲ့ပေါ့လို့ဆိုတော့9နှစ်အဲ့ဒါဆိုရင်တော့ဒီ bachelor degree ကအမှတ်GPA ပေါ့နော် GPA လို့ရတယ်ပြီးရင်ခုနက undergrad မှာက you can လို့ရဒီမှာကျတော့ GAMSAT ဆိုပြီးတော့ဖြေရတယ်GAMSAT or MCAT GAMSAT ကကျတော့ဒီ Aussie မှာနေတဲ့သူတွေက GAMSAT ဖြေရတယ်Aussie မှာမဟုတ်ဘဲနဲ့တခြားနိုင်ငံတွေကြတော့ MCAT ဖြေလို့ရတယ်ပေါ့နော်အဲ့ဒါရေး interview ရဒီမှာကတော့ graduate entry ကပို့ပြီးတော့ဖြစ်စားဖြစ်တဲ့အတွက်ကျောင်းတော်တော်များများကတော့ graduate entry ဖြေရတယ်အဲ့တော့ Unimog ဖြေတယ် University ဖြေတယ်ပြီးတော့ most of the unis တော်တော်များများလည်းရှိကြတယ် off ပေးကြတယ်ပြီးတော့နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ graduate entry ပဲဒါပေမဲ့သူကတခါလေbachelor တက်ခဲ့ရဒီ bachelor လည်းရမယ်ဒီရဲ့ graduate entry medical school လည်းရမယ်ဆိုပြီးတော့မှခံပြီးရဲ့အကြောင်းလည်းရှိရပေါ့နော်အဲ့ဒါကြတော့ဒီအဲ့လိုကြောင့်လည်းနည်းနည်းပါရှိရပေါ့အဲ့ဒါကြတော့ဒီပြင်ပြီး computer လုပ်စရာမလိုဘဲနဲ့ GPA maintain လုပ်သွားတယ်နှစ်ခုလုံးတစ်ခါတန်းတက်လို့ရပါပေါ့နော်အဲ့တော့ဒီမှာကစေတောင်း
တော်တော်များများဒီပို့ပြီးတော့ popular ဖြစ်တဲ့စီကြောင်းတွေကတော့ဒီ Unimog ရှိတယ် Monash ရှိတယ် University of Sydney ရှိရပေါ့နော်ပြီးတော့ University of ကျန်တဲ့ကြောင်းတွေလည်းသူကလည်းသူတော့ popular ဖြစ်ကြပါတယ်တခုရှိတာကဒီနောက်ပိုင်းလေးမြန်မာနိုင်ငံတော့ visa ရန်ခန့်နေတော့ကြတော့ဒီ နည်းနည်းဘယ်ပြောမလဲသူတို့ tier ရှိရကွာဒီလား level ရှိရအဲ့တော့ level ပို့ပြီးတော့မြင့်တဲ့ကြောင်တွေကိုရှောက်တယ်ဆိုရင်ပို့ပြီးတော့ visa ရဖို့ chance ပိုများတယ်ပေါ့နော် Okay ဆိုတော့ dry entry requirements ဆိုရင်ခုနကပြောတဲ့ဒီ high school ပြီးရတယ်တခါလေစီတောင်းတက်တယ်အဲ့လိုဆိုရင် requirement နဲ့တကြောင်နဲ့တကြောင်တော့မတူကြဘူးဒါပေမဲ့နည်းနည်းတော့ရေဘူးရအဖြစ်တော့နည်းနည်းပိုမြင့်ကြရပေါ့နော်ဆိုတော့ A level မှာဆိုရင်2A star 2A လောက်ရှိရပေါ့အဲ့ဒီမှာဆိုလဲ30ခုအထက်ပြီးတော့ A ထားရပကြပါလဲဆိုတော့ဒီရဲ့Aussie မှာသူတို့ high school ပေါ့နော် high school ရဲ့အမှတ်ကိုပြောတာအဲ့တော့ out of 100 ပြ100မှာ96ရမှာရှောက်လို့ရတယ်ပေါ့နော်လို့မျိုးပြီးတော့ခုနကပြောတဲ့ test ဒီအဲ့ဒီ high school အမှတ်ရေးပြီးတော့ test ရေး test က you can ဒီဟာဖြေရတယ်ပြီး interview ဖြေရတယ်ပြီးတော့ဒီ subject လေ require like mandatory subject ယူတာလည်းရှိရပေါ့နော်ဥပမာဒီစိတ်ကောင်းမယ်ဆိုရင်biology ယူရမယ် chemistry ယူရမယ်ဒါတော့တရားနဲ့ကြောင်းတော့ပြောတူပေါ့နော် okay ဆိုတော့အခုကUnimog မှာတက်နေတာဆိုတော့ Unimog အကြောင်းကိုပို့ပြီးတော့ example နဲ့တော့ပြချင်တယ်ပေါ့နော်ဆိုတော့ Unimog မှာဆိုရင်သူကဒါတကယ်နဲ့အကြောင်းမတူဘူးပါလေလားအဲ့တော့တကယ်နဲ့အကြောင်းနဲ့လည်းမတူဘူးမတူတဲ့ပြင်တင်းနဲ့လည်းမတူဘူးအဲ့တော့ကိုကတကယ်လို့တက်တော့မယ်ဆိုရင်တော့တခြားလေးဒီ research လုပ်ဖြစ်ခြင်းတယ်ပေါ့နော်အဲ့တော့အခုလောဆယ်ကတော့ Unimog က graduate degree တခုကိုဒီ10နှစ်တွင်းပြီးထားရမယ်ဆိုတော့10နှစ်ထက်ကျော်ပြီးတော့ပြီးထားတဲ့ဟာဥပမာဟိုလူငယ်15နှစ်ကပြီးထားတဲ့ degree တော့အဲ့တော့3လို့မရဘူးပေါ့နော်ဒါတော့ Unimog ကိုပဲပြောတာတခြားကျောင်းတွေကတော့ရရင်လည်းရမှာပေါ့နော်ဆိုတော့အခုလောဆယ်ကတော့သူကအဲ့လို restriction ရှိရယ်ပြီးတော့ GPA ကျောင်းတွေရဲ့ high bachelor degree ရဲ့ GPA ပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုရင်သူတို့ရဲ့system ရှိတယ်အဲ့ဒီဟာနဲ့ရှင်ပြီးတော့ out of 5အနည်းဆုံးရရမယ်ပေါ့နော်အဲ့ဒါမှ apply လုပ်ဖို့ eligible ဖြစ်တယ်ပေါ့ဒါပေမဲ့5ဆိုတာကဒီတိုင်းပဲတတ်မှတ်ထားပြီးတယ် cut off မဟုတ်ပါနဲ့ရှောက်လို့ရရဆိုပြီးတော့ပြောတဲ့ score ပဲဒါပေမဲ့ဒီတန်းcompetitive ဖြစ်တာတကယ်တမ်းအဲ့လိုမျိုးဝင်နိုင်ရှိရှိရဲ့ score ကကြတော့6.5 above ပါပဲရှိရပေါ့နော်ဆိုတော့6.5 above ဆိုတော့မှ6.7 6.8အဲ့လိုမျိုးလေးပို့ပြီးတော့chance ပိုများကြတာပေါ့နော်ပြီးတော့ PR test ကကြတော့graduate entry ဖြစ်တဲ့အတွက် GAMSAT ရှိရတယ် GAMSAT မှာကကြတော့သူက okay GAMSAT or MCAT GAMSAT ကကြတော့ဒီ Aussie Australia ထဲမှာရှိနေရင်တော့ GAMSAT ပဲ eligible ဖြစ်တယ်တခြားနိုင်ငံမှာရှိနေရင်တော့ MCAT ဖြေလို့ရတယ်GAMSAT မှာဆိုလဲသူကဒီ minimum of 50ဆိုတာကရှောက်လို့ရတဲ့ score ပြောတာအဲ့ထက်နေရင်တော့ပြီးရှောက်ပေါ့နော်အဲ့ထက်မြင့်တော့ရှောက်လို့ရတယ်ဒါပေမဲ့ဒီရဲဝင်နိုင်တဲ့ score ကကြတော့တနည်းနည်းတော့မတူဘူးဒါပေမဲ့ around like 65ish လောက်တော့ရှိရပေါ့နော် and အဲ့ဒီနှစ်ခုလုံးGPA ရော GAMSAT ကောမှကောင်းလဲဆိုရင် interview ခေါ်တယ် interview ခေါ်ပြီးတော့မှ interview လိုက်တော့မှလည်း interview ရဲ့ခုန GPA ရဲ့ GAMSAT ရဲ့သုံးလုံးပေါင်းပြီးတော့မှပြန်ပြီးတော့ရွေးရပေါ့နော်ပြီးတော့ဒီနေ့လည်းသူရဲ့ဒီ quiz လို့ပြောရမလဲ international student တွေဘယ်လောက်ခေါ်မယ်ဆိုတော့ပမာဏရှိရပါဆိုတော့ဒီနေ့ကိုခေါ်တာအများကြီးများတယ်နောက်ကိုခေါ်တာနေနေအဲ့လိုလေအမြင်တော့ပြောင်းနေရပေါ့နော်ပြီးတော့ Unimog ကတခုကောင်းတာပါလဲဆိုတော့ bachelor မှာဒီတခြားပါ major ယူရတယ် science related မှာမဟုတ်ဘူးဥပမာ business ယူထားလေရတယ် law ယူထားလေရတယ်အကုန် eligible ဖြစ်တယ်ပေါ့နော်သူရဲ့ GPA ပေါ်ရရင်ရှောက်လို့ရပြီလို့မျိုးပြီးတော့yeah အဲ့ဒါကတော့ဂျန်နဲ့တောင်တော့မတူဘူးပေါ့နော်ဒါပေမဲ့တော်တော်များများကတော့ဒီစီကြောင်းသွားမယ်ဆိုရင်တော့science related တခုခုယူကြတယ် cause ဒီ GAMSAT မှာလေဒီ science section ပါတယ်ဆိုတော့ဒါ science ကိုbachelor မှာလည်းသင်မိတာဖြစ်တာပေါ့နော်ပြီးတော့ကိုလည်းလောက်မှာဆိုတော့ကြတော့ okay ဆိုတော့
ကတော့ဒီ major အကြောင်းပြောတာပေါ့နော်သူတို့ Unimoc မှာဆိုရင်သူက major တွေအများကြီးရှိတယ်Bachelor of Science Bachelor of Biomedicine ဒီ Bachelor တစ်ခုစီအောက်မှာ major တွေအများကြီးခွဲထားပေါ့နော်ဆိုတော့ဒီရဲ့ညီမအခုယူနေတဲ့ဒီbiomedicine မှာဆိုရင်ဆိုအဓိကပို့ပြီးတော့popular ဖြစ်တာတော့ human structure and function ပေါ့ဒီရဲ့စစ်ကြောင်းတော်မဲ့လူတို့များအားကြတယ်ပြီးတော့ immunology pathology အကုန်တခြားoffer လုပ်စားရတဲ့ရှိရပေါ့ဒါတော့ကို interest နဲ့ရှိကြတာပေါ့နော်တော့ခဏပြောခဲ့တဲ့အတိုင်းပဲဒီscience ယူမှာပဲရှောက်လို့ရမှာမဟုတ်ဘူး။ကိုမောင်ကိုက science engineer လုပ်လို့ engineering ယူထားတယ်။နောက်မှစစ်ကြောင်းတက်ချင်လို့ဝင်ဖြေလိုက်တယ်။အဲ့တော့ဘယ်လိုကနေထားတော့မရှိဘူးဒါတော့ဒါပေမဲ့စာတော့ပို့လို့အောင်မပေါ့နော်သူကမိတာ bio chemistry ပြီးတော့ကြတော့ physics အကုန်ပါတယ်ဆိုတော့အကုန်လုပ်ပြပြီး study လို့အောင်မပေါ့နော်ပြီးတော့ media ရွေးတာကသူက first year ကရပြီးစီရမလို့depends on the bachelor တကယ်လို့ biomedicine မှာဆိုရင်သူကရအောင်မှရွေးလေအစားမရှိဘူးကိုက science bachelor of science ယူထားရဆိုရင်တော့နည်းနည်းလေးတော့ရွေးရတာပေါ့နော်ဆိုတော့အဲ့ဒါလေဒီကိုရဲ့ bachelor ပေါ်မှာမူတည်လေးအေးဆိုတော့ဒီ Unival မှာကcredit ကျောင်းတို့လိုများမှာသူတို့ credit တွေနဲ့လုပ်တယ်ဆိုတော့ဒီရဲ့ degree တစ်ခုပြီးဖို့ဆိုရင် credit 300လို့ရပေါ့နော်plus တစ်ခု course like subject တစ်ခုကpoint 12.5 points ရှိရဆိုတော့ကိုကဒီ3နှစ်လုံးမှာ subject 12ခုယူရတယ်12ခုလားno 24ခုယူရတယ်ထင်တာပဲ semester တစ်ခုကို4ခုဆိုတော့ကြတော့ဒီထောက်ရ24ရက်24ခုယူရတယ်အဲ့တော့အဲ့ဒါကလည်းဒီကျောင်းစားတဲ့ထောင်တော့မတူဘူးပေါ့နော်ပြီးတော့ subject တွေလည်းမတူဘူးအခု biomedicine မှာဆိုရင်တချို့ subject တွေကကြတော့ဒီ12.5 points ပဲရှိတယ်တချို့ကြတော့လည်း subject နှစ်ခုစား25 points ရှိတယ်ဆိုတော့ကြတော့တစ်ခုနဲ့တစ်ခုတော့ပွားတယ်ပေါ့နော်ပြီးတော့တကယ်လို့ကိုက double major မဟုတ်ဘူးရိုးရိုးပုံမှန်ပဲသွားမယ်ဆိုရင်တော့core subject ယူရတယ် core subject ဆိုတာဒီ major နဲ့ဆိုင်တဲ့ subject တွေပြီးရင် breadth ဆိုပြီးတော့ကြတော့ဒီရဲ့သူ့ရဲ့discipline နဲ့မဟုတ်တယ်ဥပမာ science တွေကမဟုတ်တယ်တခြားဥပမာ music ဖြစ်ဖြစ်အဲ့ဒီ education geography ထားပါတော့အဲ့ဒီထဲက high ယူရတယ်ပြောကြတော့ discipline ဆိုပြီးတော့ဒီ science related ပေါ့နော် major subject တော့မဟုတ်ဘူးဒါပေမဲ့ science နဲ့ဆိုင်တဲ့ STEM subject တွေယူရတယ်အဲ့လိုမျိုးရှိရဆိုတော့အမှလည်းသူရဲ့ points ဒီရှိရပေါ့နော်ဒါကတော့တကယ်လို့ကိုတကယ်လို့ကြောင်းတက်ပြီးဆိုရင်သူတို့ course plan ဆိုပြီးလုပ်ရတယ်မှာစာဆုံး plan လုပ်ရတယ်ပေါ့နော် yes ပြီးတော့ဒါကတော့ GAMSAT အကြောင်းပေါ့ GAMSAT ကကြတော့ဒီ graduate medical school ရဲ့ဒီစာမေးပွဲဖြေရတဲ့ဟာပေါ့နော်အဲ့ဒါက section 3ခုရှိတယ်ပထမတစ်ခုကဒီ reasoning in humanities and social science အဲ့ဒါကဘာလဲတူလဲဆိုတော့ SAT နဲ့နည်းနည်းလေးစင်တယ်အများကြီးတော့မစင်နည်းနည်းလေး like English ပဲပေါ့နော်ဒီ science လည်းမဟုတ်ဘာမှမဟုတ်ဘူးဒီတိုင်းreading နဲ့ပြီးတော့ multiple choice တွေပါတယ်62ခုကိုမိနစ်တရားတော့မှဖြေရတယ်ဆိုတော့ခုကို2မိနစ်တောင်မရအောင်ပေါ့နော်အဲ့တော့ SAT ကိုပဲနည်းနည်းလေးအချိန်လေးလောရတယ်ဖက်ရတယ်ညာရဲဆိုတော့ညာတော်တော်လေး practice လုပ်ရမယ်လို့ပြောလို့ရတယ်ပြီးတော့နောက်တစ်ခုကကျတော့ written communication သူကကျတော့ဒီစီးနှစ်ခုယူရတာ65မိနစ်အတွင်းမှာအဲ့ဒါကလေးနည်းနည်းလေးthinking ဟောအဲ့ထမှာပါတယ်ဆိုတော့ practice လုပ်ရတယ်ပေါ့နော် and then နောက်တစ်ခုကကျတော့ဒီmultiple choice ပဲအခုကကျတော့ science ပေါ့ပါပထမတစ်ခုက section 1ကကျတော့ SAT နဲ့တူတယ်ဒီ language literature language ထားပါတော့သူရဲ့အကုန်လုံးပါတယ်ပေါ့နော်အဲ့ဒါပါတယ်ဒီ section 3ကကျတော့ science ပဲပါတယ်အဲ့တော့ chemistry biology physics အဲ့ဒါယူမိရပေါ့နော်အဲ့တော့ဒီခဏက bachelor မှာscience ယူထားရင်တော့ section 3တော့ပို့ပြီးတော့တောင်းပေါ်တာပေါ့နော်ကိုက bachelor မှာတင်ထားပြီးသားဆိုတော့တော်တော်များများခုနှစ်နှစ်ကဖြစ်တာဆိုတော့လေပြီးတော့ waiting ကကြတော့ဒီ section 1က I think 20 or 25%အဲ့လိုဆိုတော့ section 3ကတော့ပို့ပြီးတော့ weighted ပို့ဖြစ်တယ်ဒီ total score မှာဆိုရင်လေပြီးတော့ဒီ score က4 years old ရတယ်
ဒါပေမဲ့ဒီကျောင်းကျောင်းကျောင်းကမတူဘူးကမ်ဆက်က4 years လို့ပြောဖြစ်တယ်ပြောပြပဲကျောင်းတွေက like 2 years ပဲယူရင်ယူတယ်လည်းရှိရပါဆိုတော့ဒါကြောင့်လည်းကျောင်းကတော့အများနဲ့ပြန်ချက်ပြရပေါ့နော် okay ပြီးတော့ um extracurricular opportunity စားတော့အကြောင်းမှာပေါ့နော်ဒီ Aussie မှာလေဒီရဲ့တခြား US တို့ UK Canada လို့Canada တို့လိုမျိုးပဲအကြောင်းမှာလုပ်လို့ရတာအများကြီးရှိပါတယ်ဆိုတော့ဒီအကြောင်းဖွင့်ပြီဆိုရင် semester တစ်ခုစပြီဆိုရင်တို့အမြဲတမ်းဒီရဲ့ open day ဆိုပြီးတော့ရှိရပေါ့နော်အမှဒီ club တွေအကုန်လုံးကို advertise လုပ်တယ်student club တွေပေါ့နော်အကုန်လုံးဒီsport join မလားတခြား hobby ရှိရ join မလားအကုန်ရှိရပေါ့ပြီးတော့ဒီရဲ့ နိုင်ငံနိုင်ငံကိုစားပြု club တွေလည်းရှိရပေါ့မှာဒီမှာဆိုရင်ဒီ Unimog မှာဒီမြန်မာကျောင်းသားတွေပဲဖွဲ့ထားတဲ့ club ရှိရအဲ့လိုပဲတခြားမလေးရှားအင်ဒိုနီးရှားအကုန်ရှိရပါဆိုတော့ yes အဲ့လိုလေးရှိပါတယ်အဲ့ဒါ culture ဖြစ်မှာပေါ့နော်ပြီးတော့ဒီရဲ့hobby ရဆိုရင်cooking ရှိရ baking ရှိရpainting ရှိရ poker club လည်းရှိရအကုန်ရှိရပေါ့နော် sport မှာလည်းအဲ့လိုပဲဒီကျောင်း sport ကတော့ကျောင်းနဲ့ဆိုင်တာပေါ့နော်အဲ့တော့ကျောင်းကိုစားပြုဆိုလို့ရတယ်drive friend ဆိုလို့ရတယ်yeah ဆိုတော့ဒါကတော့ကိုစိတ်ဝင်စားနေကြည့်ရပေါ့နော်ပြီးတော့ဒီရဲ့charity တွေဘယ်လိုပြောရမလဲ volunteer opportunity တွေလည်းရှိတယ် okay ပြီးတော့ accommodation ကကြတော့ဒီဒီကဘာဖြစ်လဲဆိုတော့သူက visa အရန်ကြာကွာပြီးတော့ရဖို့မရဖို့ဆိုတာလေ chance ကဘယ်တော့မှမသိကြနေဘူးဆိုတော့ accommodation ဆိုတာလေအနည်းဆုံး deposit တော့ကြိုပေးထားရဆိုတော့အဲ့မှာသူကဘယ်လိုဖြစ်လဲဆိုတော့cancel မယ်ဆိုရင် cancel မယ်ဆိုတာချက်ဒီရဲ့ဘယ်လိုပြောရမလဲမယူဖြစ်တော့ဘူးပေါ့နော်ဒီ visa မရလို့မယူဖြစ်တော့ဘူးဆိုရင်တော့မှကြိုပြောရတဲ့ရရှိရကွာအဲ့မှာမြန်မာတောင်သားကြီးကြတော့ကြိုမလျှောက်မိတော့ကြတော့လုံးဝအကြောင်းဖွင့်ရနေမှာ cancel မယ်ဆိုရင်လည်းမှာ deposit တွေပါလေတော်တော်လေးတော့ရှုပ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုနည်းလဲရှိလဲဆိုရင်တော့ I don't think there is a solution honestly ဆိုတော့အဲ့လိုပဲကွာသူကတော့ပေးထားရတယ်အတိမရှိရပေါ့နော်အတိရှိရင်တော့လည်းတင်ပြတော့ကောင်းတော့ပေါ့အတိမရှိဆိုရင်တော့အဲ့လိုမျိုးပဲဒီတိုင်းဒီဘက်ကတော့ပေးထားလိုက်တယ်ပေးထားဒီဘက်ဆိုတာကဒီအများတော့မဟုတ်ဘူးတနေရာတနေရာတော့မတူဘူးပါအဲ့တော့တချို့ကျတော့တပတ်နှစ်ပတ်ပဲတောင်းတာရှိရတချို့ကျတော့လည်းတပတ်နာတာရှိရအဲ့လိုဆိုတော့အတိအကျတော့ပြောလို့မရဘူးပေါ့နော်ဆိုတော့ deposit ကတော့ပေးထားရတယ်ပေးပြီးတော့ recommend ပေးရတော့ visa နဲ့ visa ကိုနည်းနည်းတူလျှောက်ပေါ့တူလျှောက်ဆိုတာကI will say visa က4 လလောက်တော့အနည်းဆုံးခွာလျှောက်အဲ့ဒါမှပို့ပြီးတော့ safe ဖြစ်တယ်လို့တော့ထင်တယ် visa ကိစ္စကိုလည်းနောက်မှပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ခုပြောမှာ accommodation ပေါ့နော်အဲ့တော့ visa နဲ့တွက်ပြီးတော့မှကြိုလျှောက်တင်ဆိုရင်ကြားမှာ approve ရတဲ့အချိန်နဲ့visa decision ရတဲ့အချိန်နဲ့accommodation ရှာလို့ရတဲ့အချိန်ချတယ်မှာ gap ရှိရပါဆိုတော့ပို့ပြီးတော့sorting ဖြစ်တယ်ကဲလို့ visa မရအောင်ဆိုရင်လည်း accommodation မရှာလို့ရတယ်ဆို deposit လည်းမရှုံးတော့ဘူးပေါ့နော်ဒီလို visa ရပြီဆိုရင်လည်းနေဖို့နေမြန်ရှာလို့ရတယ်ပေါ့ cause ဒီမှာကကျောင်းသား accommodation တွေကပြည့်ရမြန်တယ်ဆိုတာထက်reasonable price နဲ့နေလို့ကောင်းတဲ့အခန်းကြီးပြည့်ရမြန်တယ်အဲ့လိုမဟုတ်ဘဲနဲ့အရင်စီချီတာအရင်စီပေါ်တာအဲ့ဒါတွေကတော့ကျန်တာပေါ့နော်အဲ့တော့အလဲလက်နဲ့အဆင်ပြေမဲ့အခန်းကြီးကတော့မြန်ကုန်တာများရပေါ့နော်အဲ့တော့ဒီတိုင်းအချင်းရှာတော့ပို့ပြီးအဆင်ပြေပုံလေးကတော့ဝင်ရဲ့အခန်းပေါ့နော်အဲ့ဒါရောက်ခါစားရေးဟာလေးပါပြီးတော့သူကတော်တော်များများတော့ကျောင်းသားတွေကတော့ဒီလေးရောက်ပထမဆုံးရောက်တဲ့6 လတနေ့လောက်ကတော့ကျောင်းနဲ့ညီနေကျောင်းဆောင်နေပါပဲကြတယ်။ကျောင်းဆောင်ဆိုတာကလည်းမျိုးရှိတယ်။အခုကကျောင်းက like associate ဖြစ်တဲ့ accommodation ကျောင်းပိုင်တဲ့ accommodation ပေါ့နော်။နောက်တစ်ခုကကျတော့ကျောင်းသားတွေပဲလက်ခံနေတာမကျောင်းမပိုင်ဘူး။အဲ့လိုနောက်ခုရှိရတော့ price ကတော့ကျောင်းပိုင်တဲ့ဟာရတော့ပုံနေနေပုံများတယ်။ပုံများရပုံချင်းတယ်။ဘယ်လိုဘာရမလဲတော့မသိကြဘူးပေါ့နော်အခုနေတဲ့အခါကျတော့ဒီကျောင်းသားကကျောင်းကတော့မပိုင်ဘူးဒီတိုင်း
student competition ပေါ့နော်အဲ့တော့အမှန်တလည်းကျင်းတာပဲအဲ့တော့တော်တော်များများကဒီ6လတစ်နှစ်ပြည့်เนาะတခြားစီကိုပြောင်းကြအများကြီးကြောင်းတဲ့ဟာကပို့ပြီးတော့ affordable ဖြစ်တယ်ပြီးတော့ကြတော့အများကြီးလည်းပို့ချတယ်အဲ့တော့ပြောင်းကြရပေါ့နော်ဒါပေမဲ့ပြောင်းတဲ့တွေလည်းရှိပါတယ်တခြားနိုင်ငံတွေဆိုရင်bachelor ကို masters ကိုအဲ့လိုပဲနေကြရတွေလည်းရှိတာပဲဆိုတော့အဲ့တော့ကိုယ့်ရဲ့ preference ပေါ်မှာအများကြီးတည်ရပေါ့နော်တခုကောင်ကဒီ student accommodation တွေကတော့ကျောင်းနဲ့တော်တော်လေးညီရတော်တော်ကြီးကိုညီရပူရင်းအဆောင်ဆိုရင်ဒီလမ်းမေးချတာပေါ့နော်ဒီဘက်ကအဆောင်ဒီဘက်ကကျောင်းဆိုတော့လည်းဆက်သွားရတယ်အပြင်မှာငားမယ်ဆိုရင်တော့နည်းနည်းသွားရပေါ့နော်သွားရဆိုပေမဲ့လည်းဒီ transportation share ကြတော့တော်လို့တော့လွယ်ပါတယ်လीပြီးတော့ scholarship ကဒီကျောင်းကြီးပေါ်မှာအများကြီးဘူးတည်ရဒီတချို့ကျောင်းတွေကဒီနှစ်ကိုပေးရနောက်နှစ်ကိုမပေးဘူးအဲ့လိုလည်းရှိရဆိုတော့ကျောင်းတော့အများကွာလေပေါ့နော်ဒါပေမဲ့ဒီဘက်အဖြစ်ဒီမှာက international student တွေဆိုရင်discount ပေးရရှိရအထူးသဖြင့်ဒီ Sydney မှာဆိုရင်ဒီ international student ဆိုရင် like 25% 20% off တာရှိရပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဒီလို full tuition ရှာမယ်ဆိုရင်တော့လည်းရှိရဂျူနီမောက်မှာတော့နည်းနည်းလေးနည်းပေါ့နော်နည်းပြီးတော့အရန်ဟိုတော့ခါမှနည်းနည်းလို့ပြောလို့ရတယ်ဆိုတော့ဒီပထမဆုံးတစ်ခုကကြတော့ဒီ25% off ပေးရအဲ့ဒါကone or more years တနေ့လည်းဖြစ်နိုင်တယ် or အများကြီးလည်းဖြစ်နိုင်တယ်ဒီကဒီရဲ့ဖွံ့ဖြိုးဆဲနိုင်ငံဘယ်လိုပြောရမလားအဲ့လိုမျိုးeconomically stable မဖြစ်တဲ့နိုင်ငံတွေကိုပေးရပေါ့နော်အဲ့တော့ဒီ GDP USD ဒေါ်လာ1000အောက်ရှိရဒီရဲ့နိုင်ငံရဲ့ citizen ဖြစ်ရမယ်ဆိုတော့မြန်မာနိုင်ငံကတော့ eligible ဖြစ်တယ်ပေါ့နော်အဲ့ဒါရှိရပြီးတော့အရင်တော့ကတော့ဒီရဲ့ဘယ်လိုပြောရမလဲ like 20% လောက်ပြီးတော့လို့ဒီရဲ့အစားတော့ပေးရလည်းရှိပေါ့နော်အဲ့ဒါတော့ GDP နဲ့ဆိုင်နေလို့ရတယ်score မြင်ရပြီပေါ့IB မဲ့ A level မဲ့အဲ့လိုမျိုးမြင်ရပြီပေါ့ဒါပေမဲ့ requirement က I think A level ဆိုရင်3 star လာမသိဘူးလို့ဆိုတော့တော်တော်လေးတော့မြင်လို့ပြောလို့ရတယ်ပြီးတော့ Sydney မှာကျတော့ဒီရဲ့full ride ရှိတယ်သူကတော့လုံးဝacademic base ပေါ့နော်အဲ့တော့ဒီရဲ့ international student ဖြစ်ရမယ်ပြီးတော့အမှတ်ကြီးမယ်ပေါ့နော်ပြီး extra curricular လည်းကြီးမှာပေါ့သူကတော့ဒီရဲ့ right ဖြစ်တဲ့သူကစားရပဲမဟုတ်ပဲねဒီရဲ့extra curricular activities ကြီးမယ် over ကြီးမယ်အကုန်လုံးကြီးမယ်ပေါ့နော် and UNSW လည်းရှိရပြီးတော့ Monash လည်းရှိရအဲ့တော့Monash ဒီမှာလည်းအများကြီးရှိရပေါ့ဆိုတော့ကိုသွားချင်တဲ့ကြောင်းမရှိလားအဲ့မှာမို့ရှေ့ကြောင်းသွားရှေ့ကြောင်းသွားချင်တာလားသွားချင်တဲ့ကြောင်းမရှိလား depends on your preference ရှာကြည့်ပေါ့နော်အဲ့တော့ဒီအနေအချင်းလေးထိုက်တာဖြစ်ပါတယ် Okay visa process အဲ့တော့အစီရှောက်မယ်ဆိုရင်တခြားဟာတွေကမရှုပ်ဘူးအဓိက visa မှာရန်ကောင်းကြရတယ်ကြောင်းထုတ်တာကcompared to Canada or တခြားနိုင်ငံတွေရှင်လိုက်ရင် Aussie က minimum afford လို့ပြောလို့ရတယ်အများကြီးလို့စစ်တော့လို့အဲ့တော့ဒါပေမဲ့ visa မှာကအရင်ဟိုမှာtiming အဲ့ပို့လို့ရပေါ့နော်ဆိုတော့ခုနပြောရတဲ့အတိုင်းပဲ visa ကမြန်မာနိုင်ငံသားရဲ့အတွက်တော့3လ4လကပို့ပြီးတော့တည်ကြရဲဆိုတော့3လ4လအနည်းဆုံးဆောင်ရတယ်အဲ့တော့ဒီမှာက intake ကနှစ်ခုအဓိကရှိတယ်တစ်ခုကကြတော့ February intake နောက်တစ်ခုကကြတော့July intake ပေါ့နော်အဲ့တော့ကိုက July မှာရှောက်မယ်ဆိုရင်9လပိုင်းမှာတက်ချင်တယ်ဆိုရင်4လကြိုရှောက်ရမယ်ဆိုတော့3လပိုင်းလောက်တည်းရှောက်မှာပေါ့နော်အဲ့မှာ4 5 6ခုဆိုပြီး4လကျန်အဲ့3လပိုင်းနဲ့ကြိုပြီးတော့ရှောက်တယ်ဆိုတာကစမစ်လို့တောင်းပြောတာစားတာမဟုတ်ဘူးအဲ့တော့3လပိုင်းကလေးကစမစ်ဖို့တော့ကိုကစားနေပြင်ရမယ် bank statement ရှိရ bank statement ဆိုရင် I think 6 months သူကလည်းအများကြီးပြောင်းနေဆိုတော့ bank statement က6 months ဆိုတော့ကြတော့ခဏကMarch မှာစရှောက်မယ်လို့ပြောတာ right အဲ့တော့ March မှာကလေးက bank statement က6လပြရမှာဆိုတော့လွန်ခဲ့တဲ့နှစ် like လွန်ခဲ့တဲ့နှစ်အဲ့ဒီ March မတိုင်ခင်6လကလေးက bank ထဲမှာအဲ့ဒီ amount တခုကဆက်လောင်းဖြစ်နေရမယ်အဲ့လိုပြောတာဆိုတော့ခုနကပြောသလိုvisa ထုတ်တာ4လbank statement က6လဆိုတော့10လလောက်
တနေ့လောက်ကြီးရကြိုးပြီးတော့အစားဆုံး plan ထားရတယ်ပေါ့နော်ရှောက်ဖို့ဆိုရင်အဲ့တော့တော်တော်လေးတော့ခေါင်းကိုက်စရာဖြစ်ပါတယ်အဲ့ဒါကတော့ပြီးတော့နောက်တစ်ခုကကျတော့ January intake လည်းအတူတူပဲ February intake လည်းအတူတူပဲ4 လရင် 6 လရဲဆိုတော့10 လတနေ့လောက်အစားဆုံးကြိုပြီးတော့ plan ထားမှာပေါ့နော် document တွေဆိုတာအစားအဲ့တော့ तू က visa process ကတော့လိုတဲ့ပိုင်တွေကတော့ရှားနိုင်ငံနေနဲ့တိတ်မကွာဟုတ်ပါဘူးဒါပေမဲ့နည်းနည်းလေးတော့ပို့ပြီးတော့ရှုပ်တယ်လို့ပြောလို့ရတယ်အဲ့တော့ရှောက်ခဲ့တော့ဆိုရင် तू ကဒီအေးရဲ့ဒီဝင်ငွေထွက်ငွေ financial statement ကို3နှစ်တောင်းတောင်းတယ်တနေ့မဟုတ်3နှစ်ခွာတယ်အဲ့တော့ဆိုအဲ့တော့3နှစ်လုံးလုပ်ပြရတယ်ပြီးတော့ထုံးစံအတိုင်းဒီရဲ့မြန်မာနိုင်ငံကနေမှတောက်တက်ခဲ့ဆိုရင်လို့ရှိပြန်ပြရတယ်မပုံနေနေ passport ရှေ့မှာစာရွက်စာတမ်းတွေအကုန်လုံးမြန်မာလူကြီးထိုင်ရင်လို့ရှိပြန်ပြရတယ်အင်္ဂလိပ်လိုထိုင်လို့ရတယ်ပေါ့နော်အဲဒါကို attach လုပ်ပြီးတော့တင်ပြရပါတယ်ပြီးတော့သူကစာရေးရလေရှိရစာရေးရတော့ဒီ GS statement လို့ခေါ်တဲ့ဒီဘာကြောင့်ဒီမှာကြာရီလို့ရှင်လဲဆိုပြီးတော့ question ရေထားပြီးတော့သူအဲ့လိုသူသိချင်တဲ့ question လေးနည်းနည်းလေးငါးခုလောက်ပါပေါ့နော်သူရဲ့နှစ်တိုင်းပြောင်းပါတယ်အဲ့ဒါလေးနေအဲ့တော့အဲ့ဒါဖြီးပြီးရတယ်ပြီးတော့ဒီအကြောင်းကလည်းဒါပေါ့နော်အကြောင်းက COE ဆိုပြီးတော့ဒီဒီအကြောင်းမှာသူ enroll ထားပါဆိုရယ် confirmation လာတာရှိရတာပြီးရတယ်အဲ့ဒါလည်းထပ်ပြီးရတယ်ဆိုတော့ तू ကအဲ့ဒီ confirmation of enrollment ရဖို့အတွက်ကြတော့ဒီ deposit ပေးရတယ်အကြောင်း deposit ပေးရတယ်အဲ့တော့အဲ့ဒီ deposit ကတော့အကြောင်းကတော့အရင်တော့ဗီဇာမရှိဘူး။ဘာလို့လဲ visa မရအောင်ဆိုရင်တော့အကြောင်း deposit ကတော့ပြန်ပြီးဘယ်လိုမျိုးတိတ်ကန်တယ်လားဖြစ်မရှိဘူးဆိုတော့အဲ့ဒါတော့ပြန်ရဖို့တူကြပါတယ်။ဒီကြလည်းလောက်နေပါပေါ့နော်။တကယ်လို့ reject ခံရတယ်အဲ့တော့COE ရှိရဲအဲ့တော့အကြောင်းကနေတော့ maybe GS statement ကတော့ကိုယ်လိုမျိုးမှရှိလို့ရတယ်ပြီးရင်ဒီ personal documents တွေကတော့ကိုယ့်ရှိမှရှိရဟာပဲပေါ့နော်အဲ့ဒါတွေစုပြီးတော့မှ note ပြန်ရရှိရပြန်မပြန်ဘူးဆိုလဲဒီတိုင်း attach လုပ်ပေါ့နော်ပြီးတော့ academic records အဲ့ဒါလေဒီမြန်မာကျောင်းတက်ခဲ့ရဆိုရင်တော့transcript ကိုnote ပြန်ရတယ် and ပြီးတော့ဒီ CV or resume ကတော့ optional ချင်တာပဲဆိုတော့ဒီဘာလုပ်ခဲ့လဲဆိုရရဆိုရင်ပေါ့နော်အဲ့ဒီကလေးတင်လာတော့ခေါင်းမှာပတ်ကောင်းပါတယ်အဲ့ဒီဟာတနေ့ကတော့သူတို့ခါမှအရာတော့မတူဘူးပေါ့နော်အဲ့တော့ Aussie visa ထောက်လို့ဆိုရင်တော့ I really recommend to have like an agent ဆိုတော့ agent နဲ့ဆိုရင်တော့ပို့ပြီးတော့စာဆုံး check ဖြစ်တယ်လို့တော့ထင်တာပေါ့နော်ဆိုတော့ဒါလေး depends on your preference ခုကတော့အဲ့တော့agent နဲ့ထောက်ခဲ့ရပေါ့နော်ဒီ Aussie ကိုတော့ပြီးတော့ဒီရဲ့ IELTS လဲလို့ပဲအရင်တော့မလို့လို့ကြားဘူးလေအခုတော့တောင်းနေပေါ့နော်အဲ့တော့အကြောင်းကတကယ်လို့ဒီ high school မှာတခုခုဒီဟိုမှာ A level မှာliterature ယူထားတယ်အဲ့မှာမဟုတ် IB မှာ literature ယူထားတယ်ဆိုရင်အကြောင်းက accept လုပ်ကြပါအဲ့တော့ IELTS မလို့ဒါပေမဲ့ဒီ visa မှာကျတော့တောင်းတယ်ဆိုတော့ဖြူရတယ်သူက minimum 6ဆိုရပြီ overall 6ဆိုရပြီဆိုတော့အဲ့လောက်ရှိတော့ challenge ဖြစ်မယ်လို့တော့မထင်ဘူးပေါ့နော်ပြီးတော့ဒီ financial documents ကြီးအဲ့ဒါမှာပို့ပြီးတော့အဲ့ဟာတော့တော်တော်လေးကောင်းကြိုက်စရာဖြစ်တယ်ခုနကပြောသလို bank statement လိုတယ်ပြီးတော့bank statement ကငွေရလုံးဝပြောလို့မရဘူးကွာသူပြောချင်တာကဒီ6လလုံးဒီငွေအမောက်ပမာဏကိုရှိရမယ်လို့မျိုးပြောတာဆိုတော့ကြတော့တန်းငွေအမောက်ပမာဏဟိုရော့သွားလို့မရဘူးပေါ့နော်ပြီးတော့ဒီ tuition fee ကိုဘယ်လို cover လုပ်မလဲပြီးတော့ဒီပိုင်ဆိုင်မှုစာချုပ်စာတမ်းရောပေါ့နော်ဒီဟိုကိုမိဘထပ်ပတ်မယ်ဆိုရင်မိဘရဲ့ပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေအားဆောင်လို့မျိုးyes ပြီးတော့ bank statement တွေမှာဒါအမောင်းကလည်းရောင်းတတ်တယ်ပေါ့နော်တင်းလည်းတူချင်မှတူတယ်ပြီးတော့ဒီကြာချိန်လည်းတူချင်မှတူတယ်ဆိုတော့ကြာတော့အကောင်းဆုံးကတော့ကြာဒီကောင်းပြီလို့ပေါ့နော်ပြီးတော့ sponsorship documentation မိဘထောက်ပံ့ပါလားအဖိုးဘွားထောက်ပံ့ပါလားဦးလေးတွေတော့ထောက်ပံ့ပါလားအဲ့လိုပါတယ်ပြီးတော့ tax ဒီဝင်ငွေဆိုရင်ဝင်ငွေအခွန်ဆောင်ရရှိရတော့ခွန်ဟာလည်းလူတယ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းဆိုရင်ကိုယ်ပိုင်လုပ်ငန်းအခွန်ဆောင်ရတာပေါ့နော်အဲ့တော့ document တွေကတော့ဒီ financial document တွေကတော့တော်တော်လေးတော့များပါတယ်တခုကောင်းတာကတော့ဒီတနိုင်ငံရှောက်ပြီးရင်တော့တခြားနိုင်ငံကတော့ပြန်ပြီးတော့ရတယ်ပေါ့နော်ဆိုတော့
Aussie လျှောက်ပြီးသားလူတွေကတော့တခြားနိုင်ငံတွေတော်တော်ရင် easy ဖြစ်သွားတယ်လို့ထင်တာ because ဒီမှာကအများကြီး document တွေလို့နိုင်ငံတွေမှာတော့အဲ့လောက်ထိလောလောလို့ပြင်မဲ့တလောက်ထိအများကြီးမတောင်းဘူးကွာဆိုတော့Aussie တနိုင်ငံနဲ့လောက်တန်တဲ့ခြားနိုင်ငံတွေကတော့ easy လျှောက်လို့ရပါတယ်ပြီးတော့ကျတော့ဒီရဲ့insurance ဝယ်ရတယ် OSHC ဆိုပြီးတော့ insurance တစ်ခုရှိတယ်တခြားဟာတွေလည်းရှိတယ်အဲ့ဒါကတော့တော်တော်လေးအောက်နေပေါ့နော်ဒီတခုခုဖျားရနေတယ်ဆိုရင်ဒီ full pay ပြန်မရရင်တော့မတော့လောက်တော့ပြန်ပြီးရယ် um yes အဲ့တော့အဲ့ဒီလာပြီးတော့ဒီရဲ့မြန်စိတ်ကထောက်ဝင်လာလေလို့ရယ်ပြီးတော့ medical check up လာလေလို့ရယ်အဲ့ဒီ medical examination ကကြာတော့လေဒီရဲ့သူAussie government က approve လုပ်ထားတဲ့ဒီနေရာတွေမှာပဲလုပ်လို့ရပေါ့နော်အဲ့တော့ကိုက shut down မယ်ဆိုရင်တော့ဒီ website တွေကိုတခြားလေးဝင်ကြည့်စီချင်ပါတယ် okay ဒါကတော့ Dr. Career Pathway ပေါ့နော်ဒီဆရာစီကြိုင်မှုတော့လည်းမလုပ်ဘူးစီကြိုင်မှုတော့ရေမြန်မာနိုင်ငံမှာလိုပဲဒီ house စနစ်လိုပဲရှိရပေါ့နော်ဒီမှာလည်း internship တစ်နှစ်လုပ်ရတယ်ပြီးတော့ residency ရှိရပြီးရင် register ဒီ specialist training ပြန်ရှိရပေါ့နော် okay ပြီးတော့ဒီမှာကဒီ MBBS or MD ခဏ direct entry on graduate entry နှစ်ခုလုံးဒီရဲ့professional registration လုပ်ရတယ်ပေါ့နော်အဲ့ဒီ internship လုပ်ဖို့လုပ်ရတယ် yes ပြီးတော့ကြတော့ဒီ Aussie မှာဆရာဝန်မတက်ခဲ့လေတခြားနိုင်ငံမှာပေါ့နော်မြန်မာနိုင်ငံမှာ MBBS ပြီးရယ်တခြားနိုင်ငံမှာ MBBS ပြီးရယ်အဲ့လိုလူတွေဆိုရင်တော့ဒီရဲ့AMC စမှုအဖြေရတယ်ဖြေပြီးတော့မှဒီဥပမာ UK မှာဆိုရင် PLAB US မှာဆိုရင် USMLE အဲ့လိုမျိုးနဲ့အဆင့်တူပဲပေါ့နော်လို့ဖြေရတယ်ပြီးတော့မှဒီရဲ့ဒီprofessional registration နဲ့ရှောက်ရတယ်ပေါ့နော် okay အဲ့တော့ဒီလောက်ပါပဲအဲ့တော့ခုတော့15 minutes လောက်တော့ကျန်သေးရပေါ့နော်မိကုန်းမိစရာရှိဆိုဖူးဝဲပြီးသွားရလားမသိဟုတ်ပြီးတော့ပါပြီဟုတ်ကဲ့ပါဆိုတော့အခုလို information တွေအစုံတွေရောပြီးတော့ accommodation တွေရောဒီ visa application တွေအကြောင်းပြောပြပြီးတော့ကျေးဇူးတင်ပါတယ်ဆိုတော့မိကွန်းတွေရှိမယ်ဆိုလို့ရှိရင်ကျွန်တော်ညာဘက်အောက်ထောင်လေးမှာပေါ့နော် Q&A ဆိုပြီးတော့box တွေရှိပါတယ်အဲ့ box ကနေမေးပြီးလို့ရပါတယ်ဆိုတော့အခု box ထဲမှာတော့နှစ်ခုရှိရပေါ့နော်ဆိုတော့ Malaysia Mona University ကနေ transfer လုပ်လို့ရလားဆိုပြီးတော့မေးထားပါတယ်ဟုတ်ကဲ့အဲ့ဒီ Malaysia Monash University transfer လုပ်လိုက်ရတာဆိုတော့ university ကတော့အမမခံဘူးပေါ့နော်ဒီမှာ internship ရမယ်လို့တော့အမမခံဘူး cause ဒီမှာကဒီ procedure ဘယ်လိုလဲဆိုတော့နိုင်ငံသားတွေဦးစားပေးနိုင်ငံသားတွေပြီးနိုင်ငံသားဆို Australian citizen တွေဦးစားပေးပြီးဒီမှာဒီAussie မှာတက်နေတဲ့စေချောင်းသားတွေကိုဦးစားပေးပြီးတော့မှတခြားလူတွေကိုဦးစားပေးဆိုတော့ကြတော့ yeah competitive ဖြစ်မယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့မရှိရလည်းမဟုတ်ဘူး transfer ဆိုတာ outsource transfer ဆိုတာကဒီ middle မှာစေချောင်းတက်နေတော့ transfer လုပ်လို့တော့monash ကလက်မခံဘူးလို့ထင်တယ်အရင်တော့ဆက်ရှာကြည့်ရတော့လက်မခံဘူးအခုတော့ဘယ်လိုဖြစ်မလဲမသိဘူးအဲ့တော့စေချောင်းပြီးမှဒီ internship ပဲမလေးရှားမှာစေချောင်းပြီးသွားတယ်ပြီးတော့မှဒီမှာ internship လုပ်မယ်ဆိုရင်တော့မရဘူးရဲ့လူတော့ကြားဖူးတယ်ဒါပေမဲ့အရင်တော့ competitive ဖြစ်မှာပေါ့နော်ခဏပြောသလိုအရှိမကလူတွေအများကြီးရှိနေရောက်ကြတာလေဟုတ်ကဲ့ပါခင်ဗျဆိုတော့မိကွန်းတစ်ခုကတော့ do you have to do research as a university student လို့မေးထားပါတယ်have to တော့မဟုတ်ဘူးလို့တော့ရတယ်ရှောက်ရမှာပေါ့နော်အဲ့တော့လိုကတော့ opportunity တော့ရှိရဲဒါပေမဲ့စိတ်တောင်းလို့ကို research လုပ်ကိုတော့မလို့ဟုတ်ဟုတ်ကဲ့ပါဆိုတော့မိကွန်းတစ်ခုကတော့ can Italy Medical University graduate apply for internship or housemanship in Australia လို့မေးထားပါတယ်from Italy yes Italy စေချောင်းကနေပြီးထားတဲ့ graduate တယောက်ကနေပြီးတော့ Australia မှာ houseman စင်တာမျိုးတွေမဟုတ်ပဲ internship စင်တာမျိုးတွေလုပ်လို့ရလားဆိုပြီးတော့မေးထားရပေါ့နော်ပုံမှန်ကတော့ outside of Australia ဆိုရင်တော့ AMC ပြန်ခီးရတယ်ကွာအဲ့တော့သူတို့ like ဒီရဲ့ council က approve လုပ်ထားတဲ့ကျောင်းတချို့တော့ရှိတယ်အကျောင်း or နိုင်ငံတချို့တော့ရှိတယ်ပေါ့နော်အဲ့ဒီခေတ်က eligible မဟုတ်ဘူးဆိုရင်တော့ AMC ဖြိုးဖြစ်ရပါတယ်ဖြစ်ပြီးမှprofessional registration ပြန်လုပ်ရတယ်ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျဆိုတော့သူတို့ approve လုပ်ထားတဲ့ဟာကနေတစ်ဆင့်သွားမှအဆင်ပြေမယ်ထင်တယ်ပေါ့နော်
အဲ့လိုမဟုတ်ရင်တော့ဒီ internship ကတော့လေဘာပဲပြော Italy မှာထားပါတော့တခြားနိုင်ငံမှာလုပ်မယ်ဆိုတခြားနိုင်ငံမှာပဲကျောင်းတက်တယ်ဆိုအဲ့မှာပဲလုပ်ပြီးတော့မှအကုန်လုံးပြီးတော့မှဒီမှာပြန်လာပြီးတော့ EMC ပြန်ဖြေလို့လည်းရတယ်ကွာဟိုမြန်မာနိုင်ငံဆရာဝန်တွေဆိုရင်အရင်တော့ကMBBS ပြီးသွားတယ် house nursing ပြီးသွားပြီကုန်ပြီးသွားပြီနောက်မှတခြားနိုင်ငံကပဲဆိုပြီးတော့မှဒီမှာ AMC ဖြေပြီးတော့ဒါပြီးတော့ပြန်ပြီးတော့ဆရာဝန်လုပ်တဲ့တွေလည်းရှိရဲဆိုတော့သူတို့ကတော့ဒီမြန်မာနိုင်ငံ case နဲ့ရှင်မယ်ဆိုရင်တော့အဲ့မှာပဲ MBBS တက်တယ်မှာပဲ house internship စင်တယ်ပေါ့နော်အကုန်လုံးပြီးတော့ပြီးthen ဆင်ရပြီဆိုမှဒီရဲ့ EMC ပြန်လာဖြေရပေါ့နော်ဟုတ်ဟုတ်ကဲ့ပါခင်ဗျာဆိုတော့မိကောတစ်ခုကတော့agency နာမည်လေးသိလို့ရမလားတဲ့ visa process အတွက် ဟုတ်ညီမ AVSS နဲ့လုပ်ခဲ့ရပါဒီ Australian visa အဲ့ဒါဒီအဲ့ဒီနိုင်ငံမှာတစ်ခုပဲရှိတယ်ဟုတ်ဟုတ်ကဲ့ပါဘာမှပေးလို့ဆိုရင်လည်းပြီးပါတယ်ဒါပေမဲ့ကျညာတော့မဟုတ်ဘူးเนาะကျညာလေးဖြစ်ပါဆိုကျညာတော့မဟုတ်ပါဘူးအဲ့တော့ကိုယ့်ကိုယ်လည်းလည်းလုပ်လို့ရပါတယ်ဒါပေမဲ့ I think you need to be very cautious ဆိုတော့ကျတော့ yeah ဟုတ်ကဲ့ကျွန်တော်ချက်ကနေပို့ထားတဲ့ဟာတွေဟုတ်လားမသိဘူးခင်ဗျအာခဏနော်ဟုတ် AVSS နော် AVS ဟုတ်ကဲ့ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်အခုဟာလေးကိုchat ထဲမှာပို့လိုက်မယ်ဆိုတော့เนาะဆိုတော့ဒီဟာလေးဖြစ်ပါတယ်နောက်ထပ်မေးခွန်းတစ်ခုမေးထားပါတယ်ဆိုတော့ for the Sydney undergrad full ride scholarship it also apply to MBBS as well then လို့မေးထားပါတယ် sorry နော် UNSW prevent မိကြတာ oh no it depends on the schools cause တော်တော်များများဥပမာ Monash မှာဆိုရင်အဲ့ဒီသူခုပေးရ full ride ကသူရဲ့ဒီmedical ဟာမပါဘူးပေါ့နော်ဆိုတော့အဲ့လိုတော့ရှိရဆိုတော့ညာအကြောင်းမို့တော့ပြန်ပြီးတော့ချက်ပြရမယ်ပေါ့နော်တော်တော်များများမဟုတ်လေတချို့ကြောင့်နေရအဲ့လို medicine ဆိုမပေးရဘူးပေါ့နော်ဟုတ်ကဲ့ပါဆိုတော့နောက်ထပ်တစ်ခုမေးထားတာကare you currently studying with any scholarship လို့မေးထားတယ်ပြီးတော့ what pre-med major are you enrolled in လို့လည်းထပ်ပေးထားပါတယ်ခုက scholarship နဲ့တော့မဟုတ်ပါဘူးကိုလို full pay မတက်လိုက်တာပါ ဟုတ်ကဲ့ and prevent major က major တော့ design တော့မလုပ် design မလုပ်အောင်ဆိုတာဘယ်လိုပြောရမလဲ commit မလုပ်ရသေးဘူးပေါ့နော်ဒါပေမဲ့ human structure and function တော့ယူဖို့တော့စဉ်းစားနေပါတယ် because တော်တော်များများလေးအားလေးယူကြတော့yes အားယူဖို့တော့စဉ်းစားနေပါတယ်ပြီးတော့ခုနကပြောသလို biomedicine ကတော့အခု design လုပ်ရတာမဟုတ်ပဲတတိယမှာလုပ်လို့ရတယ်ဆိုတော့ yes ဟိုလို commit ပြီးမှာတော့ second year တတိယလောက်မှာလုပ်မှာပေါ့နော်ဟုတ်ကဲ့ပါဆိုတော့တက်ရရလောက်မှ commit မှာဆိုတော့ second year မှာ design ဆုံးပြန်ပုံစံပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်မိကုန်းတစ်ခုကတော့ visa အတွက်တဲ့ bank statement ကအနည်းဆုံးဘယ်လောက်ပြလို့ရှိရင်အဆင်ပြေမလဲရှင်းလို့မေးထားပါတယ်အဲ့ဒါတနေ့နဲ့မတူတော့ဒီအရင်တော့ပြောလို့တော့မရဘူးရှင်သူအဓိကကတော့ဒါပါတော့သူပြောရဲမောင်းက1000ဆိုရင်1500လောက်ပြလေစင်ပြီးပေါ်တော့1000ဆို1000ပဲပြတာတော့နည်းနည်းလေး risky ဖြစ်တယ်လို့တော့ထင်ပါတယ်1000တော့မဟုတ်ပေါ့နော်အဲ့တော့ပုံများတယ်ဘယ်လောက်မှတော့ဒီကမှမပြီးတော့ဘူးအဲ့ဒါကတော့ဒီ visa website မှာပြန်ရှာလို့ရပါတယ်ဟုတ်ကဲ့ပါခင်ဗျကျွန်တော်တို့မေကောတစ်ခုကကြတော့ visa approve or reject တိရဖို့ဘယ်နှလားစောင့်ရလဲပြီးတော့ GO8 ကျောင်းနဲ့ပဲရှောက်မှာပါတဲ့ဒါပေမဲ့ reject တွေအများများတော့နောက်တစ်နိုင်ငံအတွက် plan ထားခြင်းလို့ပါလို့မေးထားပါတယ်ဟုတ်အဲ့ဒီဟာပြောဖို့ကြံသွားပေါ့နော်ဒီ Aussie ရောလေတခုလည်းပဲတော့မရှောင်စီချင်ဘူး because acceptance rate ကအရင်နေတော့ကြာ approval rate ကအရင်နေတော့ကြာတော့ဒီတခြားနိုင်ငံကိုလည်းရှောက်ထားစီချင်တယ်ပေါ့နော်ဆောင်းလာကတော့အရင်တော့ကတော့ reject ဆိုရင်နည်းနည်းမြန်တယ်ဟိုတလားနှစ်လားလောက်နေ reject ကရောက်လာတယ် accept ဆိုရင်တော့ဟိုက like 3လ4လ5လ depends ပေါ့နော်လို့ကြားရဲဆိုတော့ကြတော့ two safe 4လလောက်အနည်းဆုံး possible တော့ပြီးပါတယ်ဟုတ်ကဲ့ပါခင်ဗျာဆိုတော့အစမှာပြောသွားလို့ပဲပေါ့နော်ဗီဇာရှောက်မယ်ဆိုလို့ရှိရင်10လလောက်တော့ကြိုပြင်မရမယ်ပေါ့နော်ဆိုတော့ဟုတ်တယ်နည်းနည်းတော့ချိန်ဒီလားဆိုတာ minimum ကွာဆိုတော့တကယ်ဆိုတစ်နေ့လောက်နေဖြစ်သွားကောနောက်တဲ့မိကုန်းတစ်ခုကတော့ if students got low grade do they have to repeat the exam လို့မေးထားပါတယ်low grade ဆိုတာကသူက
like supplementary exam ပြန်ဖြေရတော့ရှိဖြေရဆိုတော့ record လုပ်လို့ရတယ်ဟိုမှာကိုကနေမကောင်းဘူးဖြစ်လို့ညဖြစ်လို့အဲ့လိုမျိုးနည်းနည်းအမကလည်းအရင် like ကြားတော့ကြားတယ်အရင်မကြားဘူး like ဆွဲတင်လို့ရတယ်ဆိုရင် supplementary exam ပြီးဖြေပါတယ်တချို့ကြားရလည်းဒီတိုင်း within the scope like ဒီကြားထဲမှာဆိုရင် supplementary exam offer လုပ်တယ်ကျောင်းသား request လုပ် offer လုပ်တာရှိတယ်အဲ့လိုမပဲ fail ဖြစ်ရင်တော့ fail ဖြစ်ပါတယ်အရင် fail ရင် fail ဖြစ်ပါတယ်ပြီးတော့အဲ့ဆိုရင်တော့အဲ့လို fail ဖြစ်သွားရင်တော့ exam repeat လုပ်တာချက်အစအနေနဲ့ရတယ်ပေါ့နော်ပတ်စံနဲ့ပြင်ပြရတယ်ပြီးတော့ GPA ထဲမှာလည်းဒီ0ဆိုပြီးတော့ဖြစ်သွားတယ် fail ဆိုတာလည်းပေါ်တယ်ဆိုတော့ fail ရင်တော့တော်တော်လေးတော့ဆိုတာပေါ့နော် exam repeat လည်းမဟုတ်ဘဲဒီ subject တစ်ခုလုံး repeat လုပ်ရတယ်ဟုတ်ဘလို့မကြဘူးအောင်နေ low grade နဲ့ပဲအောင်နေဆိုရင်တော့ repeat လုပ်လို့မရဘူးပေါ့နော်Okay, well, now let me go to Quora. Do you mind sharing with us your list of super or extracurricular activity that got you into the uni you are currently at? Made high so super extracurricular by local one, no? Universal like oh yeah skip လို့ yeah တော်တော်များများက skip မှာလားမဟုတ် personal အရင်ဆိုင်တော့ကျွန်တော် skip လို့ရတယ်ပေါ့နော်ဖွင့်ဘယ်လိုသဘောရလဲ yeah sure yeah I'll just နည်းနည်းဖြစ်လိုက်ပဲလေဆိုတော့ Aussie က extracurricular မလို့ပါ honestly scholarship မဆိုင်ဘူးအမှန်နဲ့ဆိုရတယ်Unimal မှာဆိုရင် तू က score IB score ဘယ်လောက် level score ဘယ်လောက်ဆိုရင်ဝင်နေဆိုပြီးရှိရဆိုတော့ဘာဆိုဘာမှမလို့တော့ပြလိုက်ရတယ်ဆိုတော့ that's it ဒီလို scholarship ချမှာဆိုရင်တော့ဟုတ်ပါတယ်ခုပဲတော့မရှောက်ခဲ့တော့extracurricular တော့ list မလုပ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီတခြားနိုင်ငံတွေကတော့US တို့တော့လုပ်ပါတယ်ဟုတ်ဒါတော့ဒီဟာဖြစ်တဲ့အတွက်တော့အဲ့ဒီဟာတော့မပြောတော့ဘူးပေါ့နော်ဟုတ် Okay နောက်ထပ်မေးခွန်းတစ်ခုကတော့ any part time opportunities လို့မေးထားပါတယ်part time လို့ရပါတယ်ဆိုင်တော့ရပါတယ်ဆိုင်နိုင်တော့ရတယ်အဲ့တော့I mean ဆိုင်တော့အလုပ်တွေကတော့ offer လုပ်တာရတော့အများကြီးဆိုတော့ဒါတော့ပေးမနေဘူးကွာကိုကလည်း share ရမှာပါဆိုတော့တော်တော်များများဘာလို့ကြလဲဆိုတော့ရောက်ပြီဆိုရင်ဒီ pamphlet resume လိုက်ဝယ်ထုတ်ပြီးတော့မှမြန်မာနိုင်ငံမှာလိုပဲလိုမျိုးလေအလုပ်ခံပါသလားဆိုတော့လိုက်ဝေးလို့ရတယ်အဲ့ဒါကတော့အခုပေါ့နော်လုပ်ရရင်တော့လုပ်ရပါတယ်အဲ့လိုမပဲ Uber လေးရှိရ Uber လေးရဲ့ serving လေးနဲ့မောင်းပြီးလိုက်ပို့ရတယ်ပြီးတော့တခြား part time connection အနေနဲ့ပြီးတော့ဒီကျောင်းသားအချင်းချင်းမသိပြီးတော့မှလုပ်လို့ရတဲ့ part time တွေရှိရဲဆိုတော့ရှိရတော့ရှိရဲအရင်ပေါ်လာဆိုတော့လည်းမဆိုင်တော့လည်းမရှိဘူးပေါ့နော်ဆိုင်ရနိုင်တော့ရှိပါတယ်ပြီးတော့ဒါပေမဲ့ तू ကနိုင် restriction ရှိတယ်ဒီရဲ့fortnight like နှစ်ပတ်ကို48 hours ဆိုတော့ဘယ်လိုလဲပြောရရင်တော့တစ်ပတ်ကို24နာရီလုပ်လို့ရတယ်ကျောင်းဖွင့်ရင်ပေါ့နော်ကျောင်းပိတ်ရင်တော့အကျိတ်လောက်လုပ်လို့ရပါတယ် break ကလည်းမစိုးလို့ပြောလို့ရတယ် Melbourne မှာ break ကစိုးပေါ့နော်ဟုတ်ကဲ့အဲ့ဆို part time ကတော့ကိုရှာနိုင်တလောက်ရတယ်ပေါ့နော်ဟုတ်မဆိုင်နိုင်တော့ရအဲ့ပေါ်brief ဖြစ်ရင်တော့ရပါတယ်ဟုတ်ကဲ့ပါခင်ဗျာနောက်ထပ်မေးခွန်းတစ်ခုကတော့ကုန်ကျစရိတ်လေးသိချင်ပါတယ်ဆိုတော့ tuition fee ကိုမေးရချင်တယ်ပေါ့နော်ဟုတ် tuition fees ကသူလည်းတစ်ခြားတော့မတူဘူးပေါ့နော်ဒီမှာကတော့ဒီ major နဲ့လည်းဆိုင်တယ် Bachelor of Medicine ကတော့တနည်းကို6,000လောက်တော့ပြရတယ်။သူကတနည်းလည်းတက်တယ်ပေါ့နော်။ဒီတနည်းကို7% လောက်ပြတက်တယ်ဆိုတော့ဒီနေ့ကတော့6,000လောက်တော့ပြရပါတယ်။ဒီစာစိတ်ကတော့ depends ပေါ့နော်။အဲ့တော့ဒါအကြောင်းဆောင်မှာကတော့ကြီးအကြောင်းဆောင်ကတော့ဒီသူကတော့နှစ်ပတ်တစ်ခါပေးရပုံမှန်တော့ဒါပေမဲ့သူကတစ်လားဆိုရင်1000ဝန်းကျင်1000ဟုတ် sorry 1000မဟုတ်2000တည်ရဝင်ကြီးရှိပေါ့နော်ကျောင်းဆောင်ရတော့ကျောင်းဆောင်မဟုတ်ဘူးဒီမှာဆိုရင်တော့လေအရင်တက်တာပါတယ်အရင်တော့မဟုတ်အဲ့ဒါပိုတက်တာရပေါ့နော်ဆိုတော့ yes ဟုတ်ဆိုတော့ Australian dollar 6,000ပေါ့နော်တနေ့ကိုဟုတ်တယ်ဟုတ်hello okay to left သွားတယ်ထင်ပါတယ်ဆိုတော့ဒီနေ့ question လေးတိုင်းဆက်ပြပြလိုက်မယ်နော်it's a fun them
ကျောင်းသားတွေကဗီဇာအရင်ခက်တယ်ဆိုတာပတ်သက်လာပြရတယ်မခက်ပါဘူး self fund နဲ့ကပုံမလွယ်ဘူးလိုက်ကိုကပတ်စံပြီးမှဆိုရတယ်ဆိုတော့ဒါပေမဲ့အဲ့ဒါကလည်းတက်တက်ပေါ့နော်ဆိုတော့မဆိုင်ပါဘူးပေါ့နော်self fund ဖြစ်တဲ့သူတို့ပြရဖြစ်ဖြစ် I don't think that's important အဲ့တော့ financial document တိကျပြမယ်bank statement တိကျပြမယ်တခြားထောက်ထားရေးချပြမယ်ကိုကတော့အကောင်းဆုံးပြင်ဆင်ရမှာပေါ့နော်အဲ့တော့ရဖို့မရဘူးကတော့သူတို့ဒါတစ်စိတ်လုံးမှာဆိုတော့ပြောလို့မရဘူးပေါ့နော်ဒါပေမဲ့ကိုယ့်ဘက်ကလည်းအကောင်းဆုံးတော့ပြင်ဆင်ရမှာပေါ့နော်ဟုတ် do you recommend going to nursing due to not being the budget of medical school အဲ့ဒါကကြတော့လေ nursing နဲ့ medical ကတော့တူပေါ့နော်nursing တက်ပြီးမှ medical school ပြောင်းမယ်ဆိုတာကတော့ another option ဆိုပေမဲ့ဘယ်လိုပြောရမလဲ nursing နဲ့ doctor နဲ့ကသူ rules တွေကတော့ကွာတာပေါ့နော်ဆိုတော့ကိုက nursing စိတ်ဝင်စားရင်တော့တက်တာလည်းကောင်းပါတယ်ဟိုလိုတော့အဲ့ဒါကတော့ကိုယ့်ရဲ့ interest ပေါ်ပဲဝတည်ရလို့ပြောလို့ရမယ်ထင်တယ်nursing လုပ်လည်းရတယ်ဒီရဲ့ medical field မှာတောင်းရင်ပြရပဲဒီလိုလူ patient တွေနဲ့ထိတွေ့ခြင်းနဲ့လုပ်ပြီးခြင်းနဲ့အဲ့လိုဆိုရတယ်ဆိုရင်ဟိုဘက်ကအဲ့ဒီရဲ့ဟာကိုလက်ခံနိုင်တက်လို့အဆင်ပြေပါတယ်ပေါ့နော်အဲ့လိုမဟုတ်ပဲကိုတခြား hobby ရှိရဆိုလဲလုပ်ကိုတော့အကျင့်ပေးပါတယ်ဒီရဲ့ဆရာဝန်နဲ့တူမလားဆိုပြီးတော့ nursing တက်တာအထက်nursing လည်းမစိုးပါဘူးကိုစိတ်ဝင်စားရဆိုရင်တော့recommend ပေးပါတယ်ဟုတ် after med school, how is the internship license process like? So, internship ကကြတော့ခုနကပြောသွားသလိုပဲ domestic တွေရဲ့ citizen တွေကိုဦးစားပေးတယ်ပြီးတော့မှဒီမှာတက်နေရဲ့စီကြောင်ဒါတွေကိုဦးစားပေးပေါ့နော်ဆိုတော့သူရဲ့ placement ရှိရဒီ hospital မှာဘယ်လောက်ရှိရဒီ hospital မှာဘယ်လောက်ရှိရဆိုပြီးတော့သူအကန်တယ်လည်းရှိပေါ့နော်ဒီကြောင်နဲ့တခြားရှိအားဆိုတော့ yes အမှလည်းပြင်ပြီးတော့ခွင့်ပြုလို့ရတာပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်ဘက်က line လေးနည်းနည်းကြာသွားလို့ပါရပါတယ်ဟုတ်ကဲ့ပါဆိုတော့မေးချင်တာရှိဆိုလို့ရှိရင် Q&A မှာမေးလို့ရပါတယ်ဆိုတော့ရေးစရာမရှိသေးလားမသိဘူးအကယ်လို့မဟုတ်ဘဲနဲ့ voice နဲ့မေးချင်တယ်ဆိုလို့ရှိရင်ကျွန်တော် raise hand လုပ်ပေးပါပေါ့နော်ဘေကုန်းနေရှိသေးလားမသိဘူးခင်ဗျဆိုတော့မရှိတော့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ webinar ကိုဒီနေရာမှာကျွန်တော်ရက်လိုက်လို့ရပြီပေါ့နော်ဆိုတော့အကယ်လို့ဘေကုန်းမရှိဘူးလို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒီနေ့မေးသွားတဲ့ဘေကုန်းတွေကပြပြပေးထားတဲ့ information တွေအကုန်လုံးလဲစုံပြီးတော့လို့ရှိရင် visa application တွေကစကျွန်တော်တို့တွားလို့ရမယ့် pathway တွေလည်းအကုန်တည်ပြီးတော့ပြီး exam တွေလည်းပါပြီးသားဆိုတော့အရန်ကိုစုံနေပြီလို့ကျွန်တော်ထင်ပါတယ်ဆိုတော့ပြပြပေးထားတဲ့ proof ကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီနေ့ webinar တက်ရောက်ပြီလို့ကျေးဇူးတင်ပါတယ်ဆိုတော့ဒီနေ့မှာwebinar လေးပြီးဆုံးသွားပြီဖြစ်ပါတယ်ဆိုတော့အားလုံးပဲ have a nice day ပါခင်ဗျာ